ရှေ့ကဖက်ရင်မြို့နယ်မီနောက်ကဖက်ရင်ငှက်နယ်မီအဲ့ပါလားပြောတယ် ရှေ့ရခံမျိုးနာမည်လဒ မှန်တယ် ရော Kalau kan đâu kan mà. Dia đâu kan mà. စိတ်ချမ်းသာရဲ့တို့ရိုက်တော့မှာဒီတော့ဟာဒီလားရောက် လူပါတယ်ဆိုတဲ့အရာကိုချစ်မိနေတာပါလေချစ်ဟုတ်ပါနောက်တစ်ခုပြောလိုက်လေအဲ့ဆို မရဘူးပူပါတယ်ဆိုတဲ့အရာကိုချစ်မိနေတာပါလေသူပြေတာလည်းမှားတယ် မိချစ် ချစ်မှန်တယ်လူပေါ်မှာလည်းနေတယ်ဒီထဲမှာလည်းနေတယ်အဲ့ဒါပါလေမရပြုံပြောနော်ရမချင်းမရမချင်း ပြန်မေးပဲလူပေါ်မှာလည်းနေတယ်ရေထဲမှာလည်းနေတယ်အဲ့ဒါပါလေဒီထဲမှာနေတယ်လူပေါ်မှာနေတယ်ဦးစီးကပြနေတဲ့ဟာကို ရေထဲမှာလည်းနေတယ်လူပေါ်မှာလည်းနေတယ်အဲ့ဒါပါလေ လေးလား ပါလေ ကလည်းအတမပြည့်တယ်လေတဲ့ဟာအဲ့ဒါမသိဘူး ကလည်းမင်းကလည်းမင်းကလည်းမင်းကလည်းမဟုတ် ဒါလည်းဖြေလိုက်ပါဦးအဲ့ဒါပါလေ ပေါ်မှာနေတယ်သူတို့သိမှာပေါ့ခေါင်းထဲမှာရှိတာ ငါဟုတ်ပါ ပါလေ မပြည့်တယ်လေမရတော့လေတခါ ဒီကားကြီးကမှလည်းတပြက် တကားပဲဘုတော့ ပါ မရဘူးအဲ့ဒီ ပါတော့ကိုဘော လူပေါ်မှာလည်းနေတယ်ရေထဲမှာလည်းနေတယ်အဲ့ဒါပါလေလာ စိုက်ကယ် ပါလေ ရပြီ ကဲသိလေးအဲ့ဒါလည်းနေတယ်ရေထဲမှာလည်းနေတယ်လူပေါ်မှာလည်းနေတယ်အဲ့ဒါပါလေဟုတ်တယ်မင်းလည်းရအောင်ပြောင်းမယ်မင်းလည်းရအောင်ပြောင်းမယ် ဘက်တီးရီးယား အပေါ်တွေမပြောနဲ့တန်းအောင်ပြောလူပေါ်မှာလည်းနေတယ်ရေထဲမှာလည်းနေတယ်အဲ့ဒါပါလေ ကြက်ဖြည်းပါကြက်ဖြ ကြ ည်း က်ကြက်ဖြစ်ပါလာအေး ဝါရောဝဲ လူပေါ်မှာလည်းနေတယ်ရေထဲမှာလည်းနေတယ် အပြေဟောတူရမလားဩရော ပါလေဟဲ့လားဝဲပါဝဲဝဲ မင်းကပြောလိုက်မယ်ခနာလို့ ငါတော့ပြောချက်ထုတ်အောင်မတယ်နဲ့ဒီဝါတော့ပဲ ဒီကသိပြောင်းမယ် လက်လေးပဲမြောက်ထားတဲ့အရာရဲ့ဘိုက်ထဲကိုတူးတွေဝင်တယ်အဲ့ဒါပါလေ ဝါ ဒီဒီဒီအာ ပါလိုက်တော့ တူး ဟုတ်လား ဟုတ်ဘူး ဟုတ် အရှုံးနေမယ် ဟွာလေပြော့ပြော့ကြီးရဒီလိုလေးဘောလုံးလား မဟုတ် ဟုတ်ဘူးလား ဟုတ်လား ဘာကြီးတော့ဘာကြီးတော့ လက်လေးပဲမြောက်ထားတူးတွေဝင်တယ်အဲ့ဒါပါ မကြားလိုက်တော့ လေးပဲမြောက်ထားတယ် လက်လေးပဲမြောက်ထားတဲ့အရာရဲ့ဘိုက်ထဲကိုလူတွေကဝင်တယ်အဲ့ဒါပါလေ ညညဆိုရင် ဘောလေ 5 ဒီမပြေနဲ့ဒီတော့မမေးနဲ့ ဝဲဆိုင်ဦးလေဦးပါလေဆိုင်ဦးလေမဆိုင်ဦးလေမဆိုင်ဦးလေချင်းအောင်လား ဟမ် ချင်းအောင်လား ဟုတ်ပါတယ် ပါလေ ဒါလည်းကျမအဲ့ချင်းအောင်သိနေပြီမပြရအောင်လေ ဒီကောသေးတယ်တူပြီ မိကသိနေတော့ပြီကျမတို့ကတော့ နောက်လူစင်းသား နောက်လူစီးတာ နောက်လူတက်စနေရပြီ BDS အဖွဲ့ရဲ့နာမည်ရှေကောရှေကော ဟမ် BDS ဖွဲ့နာမည်ရှေကောဒီလိုဖန်နေပဲ BDS တော့ BDS တော့ နိုင် မသိဘူး ညို့တဲ့ရှင်ညို့တိုင်းမမေးနဲ့တော့ မမေးဘူးလေ BTS အဖွဲ့ရဲ့နာမည်ရဲ့ မသိဘူး အောင်တဲ့ကင်မရာ ရော သူ့လိုက်တော့ သိရ ရှင်ညို့တော့ပါ မရှင်းနေတော့ထူတာပါ လက်ပြ ဟုတ်ဟုတ် လက်ပြဘာမှမထားဘူး
ပြောမေကုတောင်းပါ ကဲပြေးပါပြေးပါ ဘာဟိုလေဘန်ထန်းဆုံးညွန်းလားမသိဘူးလေအရှိကောက်က ဘန်တန် လာမသိလို့မရဘူး ဆုံးအတမထတော့ဆုံးညွန်းလားမသိဘူး အဲ့လေရတယ်အကုန်ပြေး ဘန်ထန်းဆုံးညွန်းလေ BTS လေမှန်တယ်လေ စုံညုံနောက်မှာတိတ်တိတ်လေးတခုကြံတယ် ဟာလေမဟုတ်လား မဲပေးလိုက်ပါမဲပေးလိုက်ပါ ပါလား ဘောမဲပြေးမဲလိုက် မှန်တယ် အေး ဟုတ်ပြီကော နောက်တစ်ခါလေကေးဘောလားမသိဘူးဟာရလာနေပြီ မိုင်းကန်ကိုမစားသေးဘူးစားပါသေး ဒီကြံလာတော့နော် အချမ်းတော့မင်းကိုယ်ချမ်းတော့ရပါ တိလို့ ပရိသတ်ကို live view လို့မပြောဘဲ purple view လို့ပြောလို့ရှိတဲ့အဖို့တစ်ဖွဲ့နဲ့ BTS ပါဟုတ်ဘူးလားအော်ကျွန်တော် BTS ဆိုအေးဘာဖြစ်လာလဲ ဒီစားတဲ့ပြတ်တိုင်းနာမည်ပူပူကြီးလာတဲ့ celebrity ဒီတန်းနဲ့ပြတ်တာနာမည်ကြီးလာတဲ့ celebrity ကဒီတန်း မ နဲ့ င်းလည်းမဆိုင်ဘူး မြန်မာနိုင်ငံက ကြည့်လေ လွမ်းပါ မှာပါလိုက်ပါလိုက်ပါ နောက်တစ်ခုပြောလို့မရ မရတော့အခါပြီပဲ ကျော်စင်းသားလေ ဒီနေ့ပြတိုင်း နာမည်ပူပူကြီးလာတဲ့ Sally ဒီကဘာလုံးက 9 ဆယ်လီ 7 စေး ဒါကလို့ ကျူးတယ် ကဲ အရှိနေမှာမသိမသိမလို့ထိုင်နေပါအသိနဲ့ဒီတိုင်းမဲဆူဒီဆို သူပါ ဟုတ်တယ်လေဘာပေါ့လာနာစုပါ ဟိုနိုင်ပြတ်တိုင်းနာမည်ပူပူကြီးလာတဲ့ Sally နိုင်ငံဒီနိုင်ငံတည်းရလား နိုင်ငံခြား ငါကြောက် တေလာစစ် ဝါ တေးပြီးတော့ခုတော့စိတ်တွေချမ်း မိမရဲ့ညီမကိုခေါ်တဲ့မြို့ ရောက်ခင်မ မိမရဲ့ညီမမိမရဲ့ညီမ ကျောင်းက မိမရဲ့ညီမကိုခေါ်တဲ့မြို့ ဝါခင်မ အဲ ကျွန်မကလေးကမိကိုတည်တယ်တိတ်ညက်တယ်မအေးစိပေါ့ လူကြီးတွေငတ်တဲ့မြို့ 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 အားဆုံးပါပဲ အဖေမေကို ကြီးမဝင်ပါလေကလေးမျိုး ထူးလက် ဟာ ကြီးနေလို့ကြီးနေငယ် ငတ်တယ်ဆိုတာထမင်းစားဖို့ငတ်တာလား ကြီးနေငယ် လူကြီးတွေငတ်တဲ့မြို့ လူကြီးတွေငတ်ရင်ကလေးတွေဘာဖြစ်လဲ 9 8 7 6 ကွာမျိုး 1 ကွာမျိုး လူကြီးတွေငတ်တဲ့မြို့ လူကြီးတွေငတ်တဲ့လူကြီးတွေငတ်ရင်ကလေးတွေဘာဖြစ်လဲ တော့ပြတာမ ရေပြော်မျိုး ထူး နှလုံးမိတ်တာ ကိုသေးလေးလူကြီးတွေငတ်တဲ့မြို့ လက်မထွက်ဘူးညီလေးထုခံပါညီလေးထုခံပါထုခံညီလေးထုခံပါလက်ထုခံပါ ထူရရော ဒီမိတ်လားဒီမိတ်အေးအဲ့လိုကြီး မင်းကပါလေ လူကြီးတွေငတ်တဲ့ လူ မြို့ ကြီးတွေငတ်တဲ့မြို့ ကလေးဝ အာဗလေအစ်ကြီးညအစ်နဲ့ချုံရ မေကိုတဲ့ ကားတစ်ခုမှမပြောဘဲနဲ့ကဘာပေါ်မှာလူလူကြီးအောင်လုံနိုင်တဲ့သူ2ယောက် နှစ်ယောက်တောင် 2ယောက်နဲ့ အော်တိတယ်ငါတိတယ် ကားပေါ်တဲ့လူတွေကိုကြီးအောင် တိရယ် 2ယောက်2ယောက် တယောက်ပဲတိရယ် တည့်လို့ပြောတည့်လို့ပြော မှန်လေလေးဟွာ ဟုတ်တယ်အဲ့ဒါပဲ ရမလေးရမလေးရလား အဲ့ဒါလေးမရလားဟွာလေရမလို့ရလားမမရမလို့ရလေ မရဘူး ချာလီချက်ပရင်ရဲ့ အဲ မစတာဘီ မလား ရှိမကောက်ဖားရရှိမကောက်ပါ ခေါ်ကြည့်ပါက ဒါပဲညီမလေးမိကွန်းတက်မအရင်ကနေပြီးတော့သမီးကမတက်ပဲရတယ် အလှနေပြီ တိကျတောင်းတယ် အင်ကြီးနဲ့ဖန်အင်ကြီးနဲ့ဖန်ရှင် ကျွန်တော်လူတွေအများကြီးဝိုင်းထိုးတယ်ထိုးတာမှာအားနဲ့ထိုးတယ်ထိုးပြီးရင်ဝိုင်းစားတယ်တဲ့အဲ့ဒါပါစားတာ
ထိုးတယ်ထိုးပြီးစားတယ် သမီးကြီးရေသမီးကြီးရေ ဘုံမေ ငါလားငါကေလားထမင်းလေးထမင်းလေး မာလာခင်ဗျာခေါ်ဝါဆောင်လာ သိနေပြီလေအသိနေပြီလေဒီကုန်းတဲ့ နားတော့နော်တွေ့ချင်းခွာချင်းအော်ချင်းထွက်အဲ့ဒါပါလေတိတယ် နား ဖိုင်လေတက်ချင်းခွာချင်း အော် ဘိုင် ပုံများလိုက် 3 2 အကား ဟောပါဦး မသိဘူးခွာရဆိုဖက်ကောင်းဝဲချင် အေးကမို့တော့အေးကမေးရမေးသူ မိကိုလေ အဲ့ဒါပဲတွေ့ချင်းခွာချင်းအော်ချင်းထွက် ရထား ဆိုင်ပါထူလိုက်ပါ မိုက်တာ တခါဖောက်လို့မရဘူးဖောက်လို့မရဘူး မိုက်ကဝေးမှာဆုံးလို့ တွေ့ချင်းခွာအော်ချင်းထွက်တန်းနားအေးပါ လုံးမိုက်တာ ညမအောင် ဘယ်လိုနေမေးလား ဟုတ်တယ်တန်းနားရပါ အဲ့တော့တိနေလား မဲရေ ဆိုင်ကဲ စိတ်တန်းတာအစ်စ်ပဲနေကော ဘာသာကြတာများတယ်ဟောပြီးတော့အေးကျော်လက်ပြန်ရောက်တာလား နော်သူ့လေ လာလေ လွယ်လာမေးမယ်နော်အင်္ဂလန်အမတ်ပေးချန်ပီယံဆုအများဆုံးရဘူးလေ ဘလုံးတင်း လုံးသိ မ နေ သိဘူး ငသိန်းတော့ငသိန်းလည်းမဟုတ်ဘူးနော် တင်း နိုင်ယူလီပါဘူးအေး ဒီကြောမမာတဲ့မရှိမလဲကောက်ပါ အပါ တိတ်တိတ်ချာနားတော့ အာ အသက်မရှိဘူးဒါပေမဲ့ကြီးထွားနိုင်တယ်အစုံမရှိဘူးဒါပေမဲ့လေကိုလိုအပ်တယ်ပါဇက်မရှိဘူးရေတော့သိတယ်အဲ့ဒါပါလေ ရေတောက်ရင်သေးတာ သိရသူက မြန်မာလေးပဲချလိုက်တော့ တက်တော့ပါ ဟာ ဝမ်း တော့ပါပြီလို့ ရေတောက်တာပါ တမ်းမရှိဘူး ညမေးပေးရမလား တမ်းမရှိဘူးနော်တမ်းမဲ့တွေက အသက်မရှိဘူးဒါပေမဲ့ကြီးထွားနိုင်တယ်အစုံမရှိဘူးလေကိုရှူတယ်လေလိုအပ်တယ်ဟုတ်တယ် ဒီလိုလိုရတယ် ပါဇက်မရှိဘူး ဒါမဲ့ ရေတော့ရင်သိတယ်အဲ့ဒါပါ တော့သေးတာကျွန်တော်ဖြူးပေးတာဆက်ကြည့်ပါလေ ရေတောက်ရင်သေးတာ မှန်တယ် တန်း 7 မြေ အာ 6နော် ညလုံးလေးညမလေးချုပ်ပေးပါလားညလုံးလေး ဒီ မိုက်တာ ချလိုက်ပါလာလေးပြမမှာပေါ့မှာဆိုလို့ ဘောတော့ပြန်ပေးပါ ပြမမှာပြမမှာ ဒီကိုလေးပြန်ပေးပါ တမ်းမရှိပါဘူးဒါပေမဲ့ဒီတော့နိုင်တယ် ဟမ် အစောမရှိဘူးတော့လေကိုလို ဟုတ်ပြီ ရတယ် ဟုတ်ပြီ ပါဇက်မရှိဘူးဒါပေမဲ့ရေတော့သိတယ် သိပြီဖိုင်ရ အဲ ဘာနီအာ ပြေးတိတဲ့တရားမေးခိုင်းတာ အဲမူတော့ ချေစေ အပေါ်မဲအထဲဝါစားလို့ကောင်းတဲ့နတ်ဩဇာ အပေါ်မေ အပေါ်ကမဲအဲဝါတယ်စားလို့ကောင်းတဲ့နတ်ဩဇာကိုချိုးတယ်ကွာ 7 6 5 ဒီဒီ ပါတယ်လင်းပြ တွင်းเนี่ยတွင်းเนี่ยတော့မဲစင်းနေ တဲလေးလှလိုက်တယ် တော့ တယ်နည်းလေးပဲတော့ပါ ဘာညီလေးပြပြပေါ့ အပေါ်မဲတယ် ပေါ်မဲ ခဲဝါစားလို့ကောင်းတဲ့နတ်ဩဇာနတ်ဩဇာဆိုတာချိုးတာကိုပြော ဟုတ် တာ လားချိုးလား ချိုးတဲ့အရေးတွေပါတယ်မလဲချိုးတယ်အဲ့လို ခေါ်ပါဒီ ပါတယ် ဟာ တော့ဒီစိမ့်နေတယ် ဒီမဟုတ်ဒီမဟုတ်ဒီမဟုတ်ဘူး ဒီမဟုတ် လှလိုက်တော့ကိုရဲ့ ဒီမဟုတ်ဘူးအဒီမဟုတ်ဘူးဟေး10 9 8 7 6 5 4 ဒီကူမရဲကစကားကွာ အပေါ်မဲခဲဝါ အင်းဆက်နဲ့ဆိုင် စားလို့ကောင်းတဲ့နတ်ဩဇာချိုးတယ်ကွာအပေါ်မဲ ကဲမဲ အင်းဆက်နဲ့ဆိုင်အင်းဆက် အရေးတွေပါရတယ်ချိုးတယ် ချိုးလိုက်တော့ ချိုးလိုက်တော့ တော့ ဘလုံးလည်းမသိဘူးအဲ့အောင် လာလေကိုပြေးလိုက်အစ်ဆက်နဲ့ဆိုင်တယ် အကောင်မောတာဆို အင်းဆက်နဲ့ဆိုင် ဆိုင်တာ ဆိုင်အင်းဆက်နဲ့ဆိုင်အင်းဆက်တော့ စားလို့ရလား ရတယ် သူ့အရေလေ အရေးလည်းတောက်တယ် ဟုတ်တယ် အရေးလည်းတော့ခဲတော့တယ်ချိုး 9 8 7 6
ထန်းတီလားထန်းတီလား ဝါရတာထူလိုက်ပါတော့ထူလိုက်ပါတော့ ကဲချိုးသားလေး ဟာလေ အေးဟုတ်တယ်တန်း အများကြီးပဲဥစ္စာကောင်လေးတွေအများကြီးပဲဥစ္စာကောင်လေးတွေအများကြီးဥစ္စာကောင်လေးတွေအများကြီး နား ထူတာထူလိုက်ပါတော့ ဥစ္စာကောင်လေးတွေအများကြီးပဲ ရှုံးလဲမေး ပြန်မေးပေးပါလားအိုး အပေါ်မေးအထဲဝါ အဖေကမဲအထက်ကဝါတယ် စားလို့ကောင်းတဲ့နတ်ဩချိုးတယ်ကွာစားလို့လည်းရတယ် ဆက်လို့လည်းရတယ်ရှိတယ်တောက်လို့ရတယ် ဆိုင်တယ် အရင်ထဲကိုလည်းချိုးอ่ะ ဆိုင်တယ် တမရသေးလား ထူလိုက်ပါတော့ ပါလေဆိုပါတန်ပြာပြီးတယ်ကြားဘူးလား အဲ့မေးခေါ်တော့မေးလို့မပြီးသေးဘူးတော်တော်လေးကောအဲ့ဒီခေတော့ မသိဘူး ဆိုင်တယ်အားရှိတယ် ပေါ်မေးအထဲဝါစားလို့ကောင်းတဲ့နတ်ဩသာအရင်ထဲမှာဝါတယ်ချိုးတယ်အဲ့ဒါလေးနဲ့ရော ဥစ္ ပါ စာလေးတွေအများကြီးပဲ စိတ်ပဲလဲဝင်နေ အာသိတယ် ဟိုပါလေလက်မချုပ် ဟုတ်ဘူး ထူလိုက်ပါဒါပဲထူမယ် ပြန်မေးပြန် ဒီလေးမေးလိုက်ပါ မိကုန်းလေးမေးလိုက်ပါပြန်ပြောပါ ပေါ်မေးထဲဝါ ထဲပါ စားလို့ကောင်းတဲ့နတ်ဩသာ ဟဲ့နီပြားရင် yes ရေပြားရေ ရှိပါကပါကျွန်တော်ရှိပါကပါလို့ ပြားကိုဘာပြပြရရလေပြားဟိုကအပေါ်မေးတယ် လာပြီမေးခေါ်အတင်းနဲ့ဟာတွေ့ပြန်ပြီအစိတ်ညစ်ပါရဲ့ ဒီဦးလေးတရားအောင်ဆိုင်ပါ နာမည်မှာရွှေပါတယ်နော်တောက်တောက်ပါပါရှိတယ်တန်မိုးလည်းကြီးတယ်ဒါပေမဲ့ဘယ်သူမှမလို့ခြင်းဘူးမလို့ခြင်းပေါ့ နာမည်မှာရွှေပါရဲ့ဒါပေမဲ့ဘယ်သူမှမလို့ချင်ဘူး ရွှေပါတယ်တောက်တောက်ပါပါရှိတယ်တန်မိုးလည်းကြီးတယ်ဒါပေမဲ့ဘယ်သူမှမလို့ခြင်း ချီမော လိုက်ပါဦးလိုက်ပါဦး ပါဟိ ရှိရတယ်ဘူးလို့ရင်ပါတော့ ဘယ်သူမှမလို့ချင်ဘူးလေပါရဲ့ မမေမရွှေမကပါလားချီရ အာဘောလို့ပါဗျာ ရွှေမဆိုင်ပါချီရတယ် တော့ပြန်ပြော ဘာမှရွှေပါရင် ဒါပေမဲ့ရွှေလည်းပါတယ်တောက်တောက်ပါပါလည်းဒါပဲရှိ တမိုးလည်းကြီးတယ် တန်မိုးလည်းကြီးတယ်ဒါပေမဲ့ဘယ်သူမှမလို့ခြင်းဘူးဒါပေမဲ့ကလေးကအစာပွေဆုံးသိတယ်အဲ့ဒါပါလဲဆို ကဲ နား နိုင်ငံသားကလည်း စေး နိုင်ငံသားကလည်းသွားတယ် 4 3 2 နေရာတခုနေတာနိုင်ငံသားကလည်းအဓိကထားပြီးသွား ဘာသာရေးနဲ့သက်ဆိုင်တယ် လို့မျိုးသွားတယ် ဘာသာရေးနဲ့သက်ဆိုင်တယ် ဖေရ အေးဖာဖာဖျားလဲမှားတယ်ထု သူ တော်ကြီးလေးကိုတောင်းလိုက်တော့မလားကြောက်ရ ကြောင်းမလို့ပဲရှိသေးတယ်ကြောင်းမလို့လေ ကလေးကတည်တယ် လက်ပင့်ဖွဲ့ ဟော လို့ပြောအနေဆို လက်ပေးဖွဲ့မှာ အင်္ဂလိပ်လို ရေးလို့ဆိုတော့ နောက်ဆုံးမေးခွန်းနော် ကဲနိုင် ကြည့်ဖို့ မှန်ပါတယ်ခင်ဗျာ ပြီးပါပြီအိမ်သားပါလား